နမတော်ကြီးဗျဘုရားမောင်ဘုရားဆောင်းတော်ကြွားလန်းလာရရွှေမြတော်ညိုဘာကိုအလိုမကျဖြစ်နေလေနမတော်ကြီးရဲ့မှန်လားပါမောင်တော်ဘုရားအဖေဘကကြီးဟိုးဒီဝါဒဟာပြီးရွှေဘုံမှာလွတ်လျက်ခုချင်းကြီးပြန်မလာသေးနမလေးဘဝမအေးနိုင်ပါဘူးဘုရားဟုတ်ပြီလားပဲဘကမင်းကြီးဒီဝါဒဟာလမ်းကြွသွားလိုက်တာရက်တွေလာရီကုန်းလို့ဆန်းစာကဆုံတော်ရောက်နေပါဗောလားနမတော်ကြီးရဲ့မှန်ပါဘုရားမရှင်ကြီးဗျာဘုရားဘကဘောဘောအခါသားဝင်ရောက်လာဘုရားရိုးရိုးသေးသေးစီးကြိုးကြရိုးရိုးသေးသေးစီးကြိုးကြဘကဘောဘောကြီးဗျာဖယားအကျိုးတော်ဆောင်လို့အောင်ခဲ့ပါသာမင်းကြီးမှန်ပါအကျိုးတော်ဆောင်တာမအောင်တဲ့အပြင်အကျိုးနှောင်ပြစ်ခဲ့ရပါလို့ဗျာဘယ်နဲ့အကျိုးနှောင်လေမင်းကြီးရဲ့မှန်ပါတခင်မမာယာဒေဝီမှာတန်တေခလို့ရနေပါပြီဆိုတော့အသက်50ကျော်မှတရီခတယ်လို့ဘယ်မှာကြားမှုသလဲတဲ့နောက်ပြီးဆင်ပြုတ်စားမယ်ဆိုရင်အိုးတော်ချစ်ယုံရမယ်ဖေဟာဒါဒီမမကခရမ်းသီးပိတ်ဓာတုံးချိန်ကြမှာအမတော်ကတရီတော်ရတာဟုတ်ပါမလားတဲ့ဖေဟာကျွန်တော်မျိုးကြီးကလည်းအကောင်ကိုမြင်အောင်ဆိုပြီးအိမ်မက်တော်ကိုတန်တော်ဥတင်လိုက်ဟုတ်ပါဖေဟာအမတော်မာယာဒေဝီရဲ့အိမ်မက်တော်ကထူချပါတယ်ဖေဟာမြင့်မြတ်တဲ့ဆင်ပြူရတနာဟာသခင်မရဲ့ဝင်းကြတိုင်းမှာတီးနေပါတယ်လို့လည်းတန်တော်ဥတင်လိုက်ရောအဲ့ဒီအိမ်မက်အရာတရေရတယ်ဆိုတာကျုပ်ကယုံရမှာလားတဲ့ရှင်နေသိမှာမို့မတ်တာရောမဖြစ်နိုင်ဘူးလားဖေဟာမိုက်လိုက်ပါပြီရောက်တော့မိုက်လိုက်ပါပြီရောက်တော့ကိုကအကြီးဆိုတော့လေသိခံခွင့်လိုက်ရမှာပါနမ်းမတော်ကြီးရဲ့မှန်လားပါမဲ့ကေခေကျေးဇူးရှင်ဘုရားနေမတော်လေးတရေခလာမောင်လေးငယ်သိဖို့အရေးဒီဝါဒဟာပြီးလှမ်းကြွပါရစေဘုရားလှမ်းကြွပါရစေဘုရားနမ်းမတော်ကြီးဒီအရေးဖြင့်မောင်ဖျားခွင့်မပေးနိုင်ပါဘူးနမ်းမတော်ကြီးရဲ့ခွင့်မပေးနိုင်ပါဘူးမှန်လားပါဘုရားမောင်တော်ဘုရားမခွင့်မပေးနေမတော်ကြီးနဲ့ရွာဆန်လိမ့်မယ်နဲ့ရွာဆန်လိမ့်ဘယ်လိုစကားဝဒနာဆိုလိုက်တာလဲနမ်းမတော်ကြီးရဲ့တကြောတကိုတသွေးတတာတယူတပွားဟာမို့ရွှေမျိုးများထမ်းပြန်ပြီးအေးဝေမို့မောင်တော်ဖုံးမောတပိုင်းရဲ့မဲခွေပေးတော့ဘုရားအမကြီးရောအမိရပါတမကြီးစကားအလားမောင်လေးငယ်မသိရောလေလားနမ်းတော်ကြီးဗျနှောင်းကျင်မဲ့စကားတွေဟာပုတ်ခက်တန်တွေနဲ့မဟုတ်မဟတ်တာတွေပြောမဟုတ်မဟတ်တာတွေပြောဆွေးပါနေနမ်းတော်ကြီးရဲ့နမ်းတော်ကြီးကိုတနာရဲ့အခွင့်တော်သားလိုက်ပါတော့ဘုရားအခွင့်တော်သားလိုက်ပါတော့ဘုရားဝေကွာလန်းနေခရီးမို့လမ်းကကျန်းလို့မင်းဒုက္ခတွေ့လိုက်မှန်ပါဗျာဆင်ပွေမြင်းပွေတဲ့နှုတ်ပွေကသာပြီးဆိုးပါတယ်ဗျာအဖေမလှဖို့ငါကျေးဇူးရှင်ဘုရားတရေခါတာသူမယုံကြည်ဘူးရေလို့
ကြီး ပြောရဲပါမြက်လာတယ်မာယာရဲ့လေဓကမသာတရတိဖွာကျင်းနေတာကြောင့် ဟုတ်ဗျာ ဝေးကွာလာတဲ့ခရီးကိုသွားရှာမဲ့ချက်ကိုများကိုလားတားရှာလာတွေကိုသွေးမဖီးလိုက်ပါနဲ့မဟေတိဒေဝီဓမ္မဟောမဟေတိဒေဝီဓမ္မဓမ္မဓမ္မ ကဲ့ရဲ့တင်းညိုစကလေးဆိုတာတွေမခံနိုင်ပါဘူးဗျာမကြနိုင်ဘူးဗျာ မင်းအမျိုးတွေကဝင်တော့ကအခေါင်ထီးပဲမို့အယောင်ကညီတနောတထိန်နေနဲ့မညိုကရန်ဆိုမဲ့တကားတွေကြောင့်မင်းမရဟဲ့ ကျေးဇူးရှင်ဗျာ သွားတယ်မသွားမသိတော့ရွယ်တာ ကြလိုက်ပါနဲ့ဖေယော မှန်ပါတခင်မကြီးမာယာဒေဝီကိုပြောနိုင်ဆိုနိုင်တာနိုင်တဲ့သူဟာညီမတော်လေးဘောရမီပဲရှိပါတယ်ဖေဟာ ဟုတ်ပြီတော့ပဲမင်းကြီးရဲ့ မှန်ပါ သူ့အမကိုသူတာရင်ဖြင့်ရနိုင်တယ်မလေအခုမှပဲအာကိုတွေ့တော့တန်တော်ဆင်းလိုက်ပါဦးမင်းကြီးရဲ့တန်တော်ဆင်းလိုက်ပါဦး မောင်မင်းတို့တခင်မလေးဘောရမီရှေ့တော်တွင်ထွက်ဝင်ခါသားစေလို့တန်တော်ဥတင်လိုက်တာဟဲ့ နမတော်ဗျာ မှန်လားပါမောင်တို့ဗျာ မောင်ဖေယာခေါ်တော်ဆင်းရတာကတော့မင်းအမတော်ကဒေဝရဟကိုတရေပြသွားခြင်းနဲ့တဲ့မသိတော်ချောင်းတာပေးပါအောင်တော်ရဲ့ မှန်လားပါမောင်တို့ဗျာဒီရိပ်ကြီးစိုးရင်တောင်းလို့ကြောက်ကြတော့ဘူးပါနေဖေရ အာကိုရပြီဗျာ မှန်ပါဖေဟာ မတော်ဖေရကိုမသွားရအောင်တားဖို့အတွက်ညီမလေးတာဝန်ထားပါဗျာ အခွင့်သားပြီ မှန်လားပါပြင်မမုန်းပါဟုအချစ်ဆုံးမတော်ဖေရညီမတော်တန်တီးယူထားတဲ့မိမသားဆိုတာအသွားလာအနေထိုင်စင်ကြီးတိုင်းမှာတော်ကားကြပါမည်ဖေရနေ့စဉ်မြေတုတ်တဲ့အထိုးတို့ကိုအလိုလိုသုံးကျင်တဲ့ဘောကားမျက်ဆောင်ထိုးအကြောင်းအမျိုးမျိုးနဲ့ဒုက္ခပေးတဲ့ကံကြမ္မာကိုညံလွာပြီးတော့စင်ကြီးတင်ကြောင်းပါဖေရတို့ဖြစ်ပါ၍အမတော်ဖေရမွေးဖွားပြီးမှညီမတော်နဲ့တူဒီဝတ္တဟပြည်ကိုအာရပါရသားပြရအောင်လှမ်းဆောင်တင်ကြောင်းပါဗျာလှမ်းဆောင်တင်ကြောင်းပါ သားကလေးလက်ဆွဲပြီးသွားတာကောင်းမယ်တူတယ် မှန်ပါဖေဟာ အမတော်ဗျာတန်နေပြခြင်းနဲ့ချင်းချင်းရဲ့အကြောင်းမတားလိုက်ပါနဲ့မတားလိုက်ပါနဲ့မှန်လားပါမတော်ဗျာချင်းချင်းဆိုတာအကုသိုလ်လေးပါနိုင်ပါလေ အဲ့ဒါလည်းဟုတ်တာပဲကုသိုလ်လေးပါနိုင်တာပဲဖေယယခုချင်းချင်းဟာကိုယ်တိုင်အကုသိုလ်ကျူးလွန်သည်မမြည်တော့လေအနေမတော်အသွားမတော်လို့ကံကြမ္မာမွေးရင်ဖြစ်ခံသာဆေးရတဲ့ဖြစ်ပေမို့ချင်းချင်းကိုသိခံနိမန်ကြအောင်ဓမ္မတို့အသိဉာဏ်ဖုံးလို့လုံးလုံးစင်ញင်သင့်ပါတယ်မတော်ဗျာစင်ញင်သင့်ပါတယ်ဖေယဒေဝတဟပြည်မှာမကြွလန်းရအမတော်နဲ့ရွာဆန်လိမ့်မယ် ဘလူးဝစလူလေးနမတော်ကြီး ဘယ်လိုတိတ်နေမိတ်စကားမိန်ကြားလိုက်တာလေဖေယမိန်ကြားလိုက်တာလေဖေယအမတော်ဖေယကိုခဏတော့စကားဆိုပြရစီဖေယ
မတော်ဘုရားဟာပုရိသနွယ်ဘွားကြာကြာရရယောက်ျားမဟုတ်ပါဘူးဘုရားယောက်ျားမဟုတ်ပါဘူးစိတ်အတိကအားငယ်တဲ့အိတ်တရဘွားနဲ့မိမသားပါတိမ်ပါစရာရှိကအန်ရဲ့အမှန်လွင်ညတဲ့ဖန်တယ်မှန်တယ်မရလို့အထိရှာလွေကြောင်းသဘောမို့တတိချပွဲမကောင်းသောဒေဝတဟရဲ့လွန်ကွာခရီးလန်းတတိခရတဲ့ဝန်သားကြီးထမ်းပြီးလှမ်းကြွပါလေနွားရတာပဲဖတ်တယ်ပါဘုရားမြတ်သခင်ရတနာသာဖွာမြေပြီးအာအင်ကြီးပြေဖြိုးပါမှာရှေ့တို့ကကြွလန်းချေတဲ့နာမို့နတ်မဟေသခင်ရုပ်လျက်အပြင်းခဲ့ပါတော့လာတကုတ်တက်ကြီးနေပါဘုရားဆိုအမတော်ဘုရားဘယ်ချိန်ညမှာကြွာလာရမှာလဲညီမတို့လေးရဲ့ဖွားမြင်ပြီးမှသွားပါဘုရားတာတခေကြီးလာဘဝမကွာတဘာလေးပါစီဖို့ဝနာခရင်ပါလေညုံသမီးအလုံးပိမ့်မိန်နေညီမတော်ကိုယ်တိုင်ပွေချီလို့သွားပါမယ်မတော်ပြာညီမတော်လေးမလေးတာဖို့ဝလျောမတော်ရှိနဲမတော်ကြီးကတော့ဟိုဒေဝတဟာပြီကိုအခုချက်ချင်းကြွားလှမ်းမယ်ဖယားဟဲ့အောင်မလေးရိုက်ပြီတော့မင်းကြီးများတော်ချဆမ်းပါဦးတော်ချဆမ်းပါဦးဂိမ်းမာနာຫນွေအခါမို့မနေသားလို့တားတာပါလို့ပြောလိုက်စမ်းပါနမတော်ရေပြောလိုက်စမ်းပါမှန်ပါပါမတော်ဖယားဂိမ်းမာနာຫນွေခါမနေသားမှဆိုလို့တားရတာပါလေဖယားသွားမှာပဲခရီးကချမ်းလို့ပင်မမှာစိုးလို့တားတာပါလို့ပြောလိုက်စမ်းပါနမရေပြောလိုက်စမ်းပါဗျာခရီးကချမ်းလို့ပန်းမှာစိုးလို့တားရတာပါလေဗျာမသွားပါနဲ့ဗျာမသွားပါနဲ့မရတော့ဘူးမတားနဲ့ဥရရာသည်မညီများလို့မရီအလားတို့စိတ်လေးရဲ့စိုးရိမ်လို့တားတာလို့ပြောလိုက်စမ်းပါနမရေပြောလိုက်စမ်းပါဂိုင်းကိုယ်တိုင်တဲ့ပြော့ရတော့ပါဘူးမင်းကြီးရေမရတော့ပါဘူးနမတော်ဂေါရမီလေးမှန်လားပါမောင်တို့ဗျာဆက်ရအဆောင်မှာစိတ်သက်သာအောင်ဆံမြမှာတော့မှန်လားပါဗျာမိမိရခေါင်ကြီးဗျာမောင်ဖျားမတားတော့ပါဘူးရန်ရွေတော့အဆောင်အကျက်အချွေးရန်နေနဲ့မောင်ဖျားကြည်ပြူပြူခွင့်ပြုလိုက်ပါပြီနမတော်ကြီးရေခွင့်ပြုလိုက်ပါပြီနမတော်ကြီးမှန်လားပါဗျာမောင်တော်ဗျာခွင့်ပြုပါကဒေဝတဟာပြည်တို့နမတော်ကြီးကြွားလမ်းมาတော့မယ်ဗျာမမေအတီအရဲ့သုံးပါမှာဝိသာတာမိမိမွေရဲ့ဌာနကိုလေမမေသိသောကြောင့်မာယာမိတိဒေဝီတပါးဝေမြေ
သူကြည်ကြည်ပြူပြူသွားခွေပြူတာတတိလွေပြီးသွားရတာမို့ ဟုတ်လို့ဘု အ ရား စသာအရာရာဘယ်ခါမှတတိလည်းလို့မဖြစ်ရပါနဲ့ပမာတော့မိသူတော်ပရံတတိရုံးလေပျက်စီးခြင်းသို့ရောက်တတ်တယ်ကိုယ်နမတော်ကြီးနမတော်ကြီး မှန်လားပါမောင်တို့ဘုရားကျေးဇူးရှင်ဘုရား လောကီလောက၌သန္ဒနာသန္ဒကူယနာတို့သည်တိတလံချမ်းမြေ၏တဲ့တတ်တော့ထိုသန္ဒကူယနာတို့လွန်အစီငွေတို့ထက်တမာရီရဲ့ကိုနဲ့မကွာကောင်းစွာသုံးသည့်အတော်နမတော်လေးရဲ့နေညာမချမြတ်တီလာတို့ကနေဆန်နေရောညပါမြတ်တီလာတွေကအေးချမ်းစီမှာပါအေးချမ်းစီမှာပါ မှန်ပါဘုရား ရေရေပတ္တိတေရခတုရေရေထိုတော်ပုဂ္ဂိုလ်များစွာတော့သည်တေချင်းနမမာယာအားပတ္တိတွဲဆုံညာကုန်၏တေတေထိုတွဲဆုံညာကုန်သောပုဂ္ဂိုလ်အပေါင်းတို့သည်ရခတုကောင်းစွာစောင့်ရှောက်ခြင်းသည်ဟောတူဖြစ်ပါသည်လို့မောင်ဗျာနန်းတော်တွေကနေပြီးဆုတောင်းပေးနေပါမယ်နမ်းမတော်ကြီးရဲ့ မောင်တို့ဘုရားမြတ်တာလေးနဲ့အေးချမ်းစွာရှောက်လာပါဘုရား မမီအတီအယသုံးပါမှာဝိသာတာမိမိမွေရဲ့ဌာနဦးလေမမေ့တဲ့တော့ကြောင့်မာယာမခေတီတေဝီတပါဝေမြေတေတာအေဝတ်ဟာတူကြည်ကြည်မြူမြူသွားခွေပြူတာပါတတိလွယ်ပြီးသွားရတာမို့ ဟုတ်ဘုရား အစသာအရာရာဘယ်အခါမှတတိလည်းလို့မဖြစ်ရပါနဲ့ပမာတော့မေစုနောပရံတတိယွန်းလျက် ဟုတ်လို့ဘု ရ ရား စီခြင်းတို့ရောက်တတ်တယ်ကိုယ် ကိုကြီးလာနာအိုဘောငါပြောလို့ယူပန်းစင်းဒီကတယောညီကျွေးတော့အသက်ချိုးတာဖြစ်ပါပြီနာရီရူပန်းအိတ်ချီနွယ်ဘွားမိမသားတို့ဤအစီဆိုဒီမှာကတော်ပြီအခြားတစ်ပါးအရတို့ရောက်တော့လေပရိပနံမိမိရှင်ခင်မိုးလေကိုအနာတော့မကွာရှိနေတဲ့ကဲ့သို့ယူသည်မြင်နူရေမအယောမလာဝမောင်တို့ဘုရားနမလေးဘယ်မှာပဲရှိရှိဘယ်မှာပဲရောက်ရောက်မောင်ဘုရားနမရပါမအမြဲတည်းရှာရှိနေမှာပါဘုရားရှိနေမှာပါဘုရားရှုခါတာတိပင်တို့ဤအာယဝအရေးတိဒုက္ခအချမ်းသာပါပဲတာတော့ထိုတိရိတ်ဝိုင်းတောင်းတိတ်တို့ပြင်းပြသည်ထက်ပတိသဆုံးသူရှင်ခင်မွန်းတခင်ဤမေတ္တာစာဝါမြတ်တာအရေးကလေအနေကထာဒုက္ခတဲ့စရရထောင်မကတာအမြချမ်းသာတော်ရှိနေမှာပါဗျာကိုကြီးလာနာအိုးငါပြိုလို့ယူပါစင်းဒီကတရားညီကျွေးတော့အတန်ချိုးတာဖြစ်ပါပေသည်နာရီရူပန်းအိတ်ထီနွယ်ဘွားမိမသားတို့ဤ
အစင်းဆိုသည်မှာကတော်ပြီအခြားတစ်ပါးရဲ့သူရောက်တော့လေပရိပရကမိမိရှင်ခင်မလေအနာမကွာရှိနေတကယ်တော့ချိုးသေး